ညီမချစ်ဖို့ကောင်းတယ်နော်မင်းကလေးတိုင်းကိုလိုက်ပြောနေရမလားဟုတ်တယ်လေဒါပေမဲ့အခုကညီမလက်ဟမ်အရန်ပြောနေလို့ပဲနော်ဘာမှမခံစားရဘူးလားနင်းနဲ့လမ်းခွဲလုံးကပြောအောင်နေဆိုအားကြောင့်ပြောနေနေရလေစကားပြပြောရသည်အဲ့လောက်ထိပြင်ပြောနေလို့လားမမောင်ရေရီးစားဘွားကြီးမဟုတ်ပါဘူးဟဲ့အဲ့ဘွားကြီးမဟုတ်တဲ့ရီးစားတော့မျက်မှရှိလို့လားမမောင်ငါလူသုံးလားမဟုတ်ပါဘူးအထက်ပိုးပဲဘာလဲဆိုမရှိတော့လွမ်းနေကွာပြန်လာပြီးပါဖင်အရှိခံလိုက်လို့လွမ်းနေကွာပြန်လာပြီးပါမထီး